BNN ကိုလာလည်မယ်လို့စိတ်ကူးထားတဲ့သူတွေအတွက်ရောလက်ရှိရောက်နေတဲ့သူတွေအတွက်ရောဘတ်စကားစီးနီးကိုတင်ပေးတော့မှာပဲဖြစ်ပါတယ်ဒီဘတ်စကားစီးနီးကိုသာသိရဆိုရင်ခင်ဗျားတို့ BNN မှာရှိတဲ့မျိုးတွေအကုန်လုံးကိုမြန်မာငွေ900ကျပ်ထဲနဲ့ပတ်လို့ရမှာပဲဖြစ်ပါတယ်ကျွန်တော်ဒီ BNN နိုင်ငံဟိုချီမင်းမှာဆိုရင် CD2 လို့ခေါ်တဲ့မြို့ကိုပတ်ကြည့်ရကားစီးမယ်ဆိုရင်တစ်ရောင်းကို3သိန်းခွဲပေးရပါတယ်အခုကျွန်တော်ပြောမယ့်နေတိုင်းခင်ဗျားစီးသွားမယ်ဆိုရင်တော့မြန်မာငွေ900ကျပ်ထဲနဲ့ပဲတစ်မျိုးလုံးကိုလက်ပတ်ပြီးတော့ကြည့်ရှုရမှာပဲဖြစ်ပါတယ် BNN နိုင်ငံမှာမဟုတ်ပါဘူးခင်ဗျားတို့ဘယ်နိုင်ငံကိုပဲရောက်နေနေ Google Map ကိုကောင်းကောင်းအသုံးချတတ်တယ်ဆိုရင်တော့ Google Map ထဲမှာကိုသွားခြင်းတဲ့နေရာကိုထည့်လိုက်တာနဲ့ဘတ်စကားနဲ့သွားမယ်ဆိုရင်ဘတ်စကားဘယ်နံပါတ်ကိုစီးရမယ်ဘယ်နေရာကနေသွားစီးရမယ်အခုကိုစောင့်နေတဲ့ဘတ်စကားဘယ်မှာလာနေပြီဆိုတဲ့လမ်းကြောင်းအစအတိအကျပြပါတယ်ဘယ်နှမိနစ်နဲ့ကိုစီကိုရောက်မယ်ဆိုတာအစအတိအကျပြတာဖြစ်ပါတယ်ကျွန်တော်တို့လည်း Google Map ကိုကြည့်ပြီးတော့ပဲဘတ်စကားစီးရမယ့်နေရာမှာလာစောင့်နေတာဖြစ်ပါတယ်ဘတ်စကားကိုကျွန်တော်တို့ပြ10မိနစ်အတွင်းရောက်မယ်ဆို10မိနစ်အတွင်းတကယ်ရောက်လာပါတယ်Google Map ကခုနောက်ပိုင်းအရင်သုံးဝင်ပါတယ်ဘယ်နိုင်ငံကိုပဲတော့ခင်ဗျားတို့ Google Map သုံးနေအောင်လုပ်တာပါကျွန်တော်နောက်ဗီဒီယိုမှာ tutorial လေးနဲ့ပြပေးပါမယ်အခုဘတ်စကားလာတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီဘတ်စကားပေါ်ကိုတက်လိုက်ပါတယ်ပြီးရင်သူကငွေရှင်းတဲ့စနစ်ကဘယ်လိုမျိုးရှင်းလဲဆိုတော့အထဲထဲမှာသူ့ရဲ့စပယ်ယာတယောက်ပါပါတယ်ပုံမှန်လူစီးမဲ့ဆိုရင်တော့ BNN ပတ်စံ6000မြန်မာငွေ1000ဝန်းကျင်ပေးရမှာဖြစ်ပြီးတော့ကျွန်တော်တို့ကចောင်းသားကြီးဖြစ်တဲ့အတွက်တဝက်ဈေးဖြစ်တဲ့ BNN ပတ်စံ3000ပဲပေးရပါတယ်မြန်မာငွေနဲ့ဆို900ကျပ်ပဲပေးရပါတယ်ပြီးတော့သူတို့ရဲ့ဘတ်စကားအဲကွန်းကလုံးဝအေးစိမ်နေမြန်မာနိုင်ငံကလူတွေကြက်ညက်တက်ပြီးတော့စီးရတာမဟုတ်ပါဘူးဘတ်စကားမိနစ်20တခါထွက်ပါတယ်ဆိုတော့ဘတ်စကားပေါ်မှာ Wi-Fi free လေးရပါတယ် line တော်တော်လေးကိုကောင်းပါတယ်ကျွန်တော်တို့အဆောင်က Wi-Fi ထက်ကို line ကောင်းပါတယ်နောက်ကြတော့အဆောင်မှာ Wi-Fi သုံးလို့မကောင်းရင်ဘတ်စကားကို aircon အေးလေးနဲ့ကိစ္စကိစ္စစီးပြီး Wi-Fi လိုက်တော့ရင်တော့အဆင်ပြေပါတယ် BNN မှာရောက်နေဘန်လန်ကောလိတက်နေတဲ့အကြောင်းသားကြီးဆိုရင်တော့ဘန်လန်ကောလိရဲ့ဒီဘက်လမ်းမကြီးပေါ်ထွက်ပြီးတော့စီးလို့ရပါတယ်ကားနံပါတ်31ကိုစီးသွားလိုက်ပါမျိုးတဲ့အထင်ကြီးနေရာတွေအကုန်ရောက်ပါတယ်ကျွန်တော်တို့ BNN ဟိုချီမင်းမှာလေရမယ့်နေရာတွေဗျ cafe apartment လို့နေရာတွေပြီးသွားရင် Central Post Office လို့ပြီးရင်သူတို့ရဲ့ Independent Base တို့မျိုးလက်ကောင်ဖြစ်တဲ့ဘန်တန်းစီတို့ဒီလိုမျိုး Walking Street တို့အကုန်ရောက်ပါတယ်ဒီအပြန်ကြောက်လေဒီ31ကားကိုစီးပြီးပြန်လာလိုက်ရင်ကျွန်တော်တို့ရဲ့တက္ကသိုလ်ရှိတီပြန်ရောက်ပါတယ်တော်တော်လေးအဆင်ပြေပါတယ်ကျွန်တော်တို့ကတော့ပတ်စံ900အသွားပြန်ဆိုရင်1000ကျပ်နဲ့မြို့ကိုစိတ်ကြိုက်လေလို့ရောက်ပြီပဲဖြစ်ပါတယ်ဆိုတော့အခုကျွန်တော်ပြောတဲ့နီလန်လေးအတိုင်းပဲဘတ်စကားကိုစီးကြည့်ပါစီးမယ်ဆိုရင်တော့ចောင်းသားဆိုရင်ចောင်းသားကလေးယူတော့ပါ6000တန်တဲ့ခရီးကိုကျွန်တော်တို့ကတဝက်စီ3000ကျပ်နဲ့ပဲစီးရမှာဖြစ်ပါတယ်ပြီးရင်ပတ်စံ3000မြန်မာငွေဆိုရင်900ကျပ်ထဲနဲ့ပဲကိုလိုရခရီးကိုသွားရမှာဖြစ်ပါတယ်ဆိုတော့Google Map မကြည့်တတ်တဲ့လူတွေအတွက်နောက်ဗီဒီယိုမှာ Google Map ဘယ်လိုကြည့်ပြီးတော့သွားရမလဲဆိုတာကိုသင်ပေးတော့မှာဖြစ်ပါတယ်ဘယ်နိုင်ငံပဲရောက်နေနေဗျာစင်ကာပူပဲရောက်ဒူဘိုင်းပဲရောက်အဲ့ဒီ Google Map နဲ့ line ကရှိတဲ့နိုင်ငံတွေဆိုရင်အကုန်ပြပေးပါတယ်အားလုံးပဲနောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ် bye bye